မင်းယုံနိုင်ရဲ့လားမောင်နှမအရင်ခောက်ကညီမနဲ့အတူရှိနေနိုင်ဖို့အတွက်သူ့ညီရင်းကိုလောက်ကျန်တက်ဖြတ်ဖို့ဝင်မလေးခဲ့ဘူးအလောင်းကိုလည်း9 မီတာနဲ့တဲ့မြေကျင်းနဲ့မြုပ်နှံထားခဲ့တာ6 နှစ်တိတိအလင်းရောင်မမြင်ရပဲဖြစ်နေခဲ့ရတယ်ကျမယောက်ျားနဲ့နှိုင်းရှင်ရမယ်ဆိုရင်သူကတကယ်ကိုတော်ပါတယ်နှိုင်းရှင်ကြည့်ရင်ကွာခြားချက်ကအရန်ကြီးလုံးပါတယ်အချိန်2019ခုနှစ်မတ်လနေရာအတွင်းမွန်ဂိုလီးယားခေါ်အားချိတ်လက်ဝဲနောက်ဖက်အလန်နယ်မြေဒီနေ့မှာပဲအမျိုးသားတယောက်ကရဲစခန်းကိုလာရောက်တိုင်တန်းခဲ့ပါတယ်ရွာထဲကရှောင်းပိုင်လို့ခေါ်တဲ့ရွာသားတဦးပျောက်ဆုံးနေတာ6 နှစ်ရှိပြီဖြစ်ကြောင်းရဲတပ်ဖွဲ့အနေနဲ့စုံစမ်းစစ်ဆေးပေးဖို့ညှို့နှင်းကြောင်းပြောပါတယ်အဲ့ဒီမျိုးသားရဲ့တိုင်ချက်ကိုလက်ခံရရှိပြီးနောက်မှာတော့ရဲတပ်ဖွဲ့ကတန်တရားဝင်မိပါတယ်သူပျောက်ဆုံးနေတဲ့ဒီ6 နှစ်တာကာလအတွင်းမှာသူ့မိသားစုဝင်တွေကဘာလို့လာမတိုင်ကြတာလဲစုံစမ်းစစ်ဆေးမှုအရသိရတာကတော့ဒီ6 နှစ်တာကာလအတွင်းမှာရှောင်းပိုင်မှာဘာဖုန်းခေါ်ဆိုမှုမှတ်တမ်းမှမရှိသလိုငွေသုံးစွဲမှုနဲ့တဲခိုမှုမှတ်တမ်းတွေလည်းမရှိပါဘူးဒါကရဲတပ်ဖွဲ့ကရှောင်းပိုင်လုပ်ကြံခံလိုက်ရပြီလားဆိုပြီးတန်တရားပူကြီးထွားစေခဲ့ပါတယ်ဒီတွေးထင်ချက်ကိုအတည်ပြုဖို့အတွက်စုံစမ်းစစ်ဆေးရေးမှုတွေကရှောင်းပိုင်ရှိနေတဲ့ရွာကိုတွားရောက်ပြီးလိုက်လံမေးမြန်းစုံစမ်းခဲ့ကြပါတယ်သိရတဲ့လောက်တော့ရှောင်းပိုင်ကရွာထဲကလက်သမားတစ်ယောက်ဖြစ်ပြီးပုံမှန်အားဖြင့်အပြင်မှာအိမ်ဆောက်ပြီးပတ်စံရှာလေးရှိပါတယ်ဇနီးဖြစ်သူရှောင်းဟုံကတော့အိမ်မှာကလေးနှစ်ယောက်ကိုပြုစုဆောင်ရှောက်ပါတယ်ဆွေမျိုးမိတ်ဆွေတွေပြောပြချက်အရရှောင်းပိုင်ကလူအေးဖြစ်ပြီးလူတွေနဲ့ဆက်ဆံတာနည်းပါပါတယ်သူတို့အချင်းချင်းကြားမှာလည်းပို့ပြီးတော့အဆက်အသွယ်မရှိပါဘူးရှောင်းပိုင်က2010ခုနှစ်မှာအပြင်ကိုအလုပ်သွားလုပ်ပြီးနောက်ပိုင်းလူတိုင်းနဲ့အဆက်အသွယ်တက်တောက်သွားခဲ့တာပါရဲတပ်ဖွဲ့ကလိုက်လံမေးမြန်းနေစဉ်မှာပဲရွာသားအချို့ကရဲတပ်ဖွဲ့ကိုသတင်းပေးပါတယ်ရှောင်းပိုင်ရဲ့ဇနီးကတကောင်းရန်ချိန်တွေမှာအကိုဖြစ်သူပိုင်ရှင်ရဲ့အိမ်ကိုခဏသွားတက်ပြီးအချိန်တိုင်းနောက်တနေ့မနက်မှပြန်လာလေးရှိတယ်လို့ဆိုပါတယ်ဒါကမကြခင်မှာပဲ6 လကျော်လောက်ကြာမြင့်ခဲ့ပြီးအဲ့ဒီနောက်မှာရှောင်းပိုင်ကလူလောကတွေကနေပျောက်ကွယ်သွားခဲ့တာပါတယောက်ကနေညမပြတ်အတူရှိနေတဲ့ဇနီးနောက်တယောက်ကသွေးသားတော်ဆက်တဲ့အကိုကြီးသူတို့နှစ်ယောက်ကြားမှာမတင်တော်တဲ့ပတ်သက်မှုရှိနေခဲ့ရင်တော့မှလူတက်တဲ့အထိတော့မဖြစ်နိုင်ပါဘူးဒါပေမဲ့အခုရှောင်းပိုင်ပျောက်ဆုံးနေတာ6 နှစ်ရှိနေပြီဖြစ်ပြီးသူဘယ်ကိုရောက်သွားတာလဲတန်တရားတွေကိုဖြေဖျောက်ဖို့အတွက်ရဲတပ်ဖွဲ့ကအဲ့ဒီလူနှစ်ယောက်ကိုစုံစမ်းစစ်ဆေးခဲ့ပါတယ်တကယ်တော့လွန်ခဲ့တဲ့6 နှစ်တုန်းကအကိုဖြစ်သူပိုင်ရှင်ကရွာထဲမှာလက်ချိုးရည်လိုရတဲ့ချမ်းသာတဲ့သူတယောက်ပါအိမ်မှာလေကွင်းဧကရာနဲ့ချီရှိပြီးနွားနဲ့တိုးအကောင်ရင်ရာနဲ့ချီကိုလည်းမွေးမြူထားပါတယ်ဒါပေမဲ့ရဲတပ်ဖွဲ့ကတွားရောက်စစ်ဆေးတဲ့အခါမှာတော့ပိုင်ရှင်ရဲ့အိမ်ကပျက်စီးယိုယွင်းနေပြီးဝင်းထဲမှာလည်းပေါင်းမြက်တွေထူထပ်နေတာကိုတွေ့ရပါတယ်တကယ်တော့ရှောင်းပိုင်ပျောက်ဆုံးသွားပြီးကလေးကပိုင်ရှင်ကလူတယောက်လိုပြောင်းလဲသွားခဲ့တာပါအလုပ်လည်းမလုပ်တော့တဲ့အပြင်အရက်ကိုလည်းအလွန်အကျွံတောက်လာပါတယ်ဇနီးဖြစ်သူကလည်းသူနဲ့ကွာရှင်းသွားခဲ့ပါတယ်ပိုင်ရှင်ကအရက်မူလာတိုင်းရွာသားတွေကိုဆွဲပြီးသူ့ညီပဲရောက်သွားလဲဆိုတာလိုက်မေးလေးရှိပါတယ်ဒီနှစ်တွေတစ်လျှောက်လုံးမှာလူတိုင်းကသူ့ညီပျောက်ဆုံးသွားတာကသူ့အတွက်စိတ်တရအကြီးအကျယ်ရစေခဲ့တယ်လို့ထင်ခဲ့ကြတာကြောင့်အခုလိုစိတ်တက်ကြပြီးပြန်မလာနိုင်တော့တာလို့ထင်ခဲ့ကြပါတယ်ဒါဆိုရင်ဘာဖြစ်လို့သူ့ညီပျောက်ဆုံးနေတဲ့ဒီ6 နှစ်တာကာလအတွင်းမှာပိုင်ရှင်ကရဲစခန်းကိုလာမတိုင်ခဲ့တာလဲသူကတမင်တက်ယူချင်အောင်ဆောင်နေတာလားမလိုလားအပ်တဲ့ပြဿနာတွေမဖြစ်စေဖို့အတွက်ရဲတပ်ဖွဲ့ကပိုင်ရှင်ရဲ့ဇနီးဟောင်းစီကိုတွားရောက်ပြီးအခြေအနေကိုစုံစမ်းဖို့ဆုံးဖြတ်ခဲ့ပါတယ်ဇနီးဟောင်းရဲ့အမှတ်ရချက်အရအစောပိုင်းတုန်းကသူမယောက်ျားနဲ့ညီမဖြစ်သူတို့ရဲ့ဖောက်ပြန်မှုကိုသိလိုက်ရတဲ့အခါမှာသူတို့နှစ်ယောက်ကိုလမ်းခွဲဖို့ဖြောင်းချခဲ့ပါသေးတယ်ဒါပေမဲ့သူတို့နှစ်ယောက်ကသဘောမတူခဲ့ကြပါဘူး2011ခုနှစ်မတ်လ3 ရက်ညမှာတော့ပိုင်ရှင်ကရှောင်းဟုံစီကနေရုတ်တရက်ဖုန်းတကောလက်ခံရရှိပြီးအလင်းအမြန်ထွက်ခွာသွားခဲ့ပါတယ်နောက်တနေ့မနက်ကျမှအိမ်ပြန်ရောက်လာခဲ့တာပါသူမကသူမယောက်ျားရဲ့မျက်နှာပေါ်မှာကုတ်ချစ်ရာအမာရွတ်ချို့ကိုတွေ့လိုက်ရပြီးပိုင်ရှင်ကတော့မတော်တဆကုတ်မိတာလို့ရှင်းပြခဲ့ပါတယ်ဒါကလည်းရဲတပ်ဖွဲ့ရဲ့တန်တရားကိုနှိုးဆော်ပေးခဲ့ပါတယ်ဘာလို့လဲဆိုတော့ပိုင်ရှင်တန်ရရတဲ့အချိန်ကရှောင်းပိုင်ပျောက်ဆုံးသွားတဲ့ညဦးပိုင်းချိန်နဲ့အတိအကျတိုက်ဆိုင်နေလို့ပါဒါအပြင်ရှောင်းပိုင်ရဲ့ဇနီးရှောင်းဟုံကသူမယောက်ျားပျောက်ဆုံးနေတဲ့ဒီနှစ်တွေအတွင်းမှာလိုက်မရှာတဲ့အပြင်ရဲစခန်းကိုလည်းလာမတိုင်ခဲ့ပါဘူးရွာသားတွေကရှောင်းပိုင်ပဲရောက်သွားလဲလို့လာမေးတဲ့အခါမှာတောင်သူမကရှောင်းပိုင်ကအပြင်မှာအလုပ်သွားလုပ်နေတယ်လို့ပဲအမြဲပြောလို့ရှိပါတယ်ဒါကြောင့်မလို့သူတို့နှစ်ယောက်မှာကြီးမားတဲ့လူတက်မှုဆိုင်ရာတန်တရားတွေရှိနေတာကြောင့်ရဲတပ်ဖွဲ့ကသူတို့နှစ်ယောက်ကိုရဲစခန်းကိုခေါ်ယူပြီးစစ်ဆေးမေးမြန်းမှုဆုံးဖြတ်ခဲ့ပါတယ်စစ်ဆေးမေးမြန်းခန်းအတွင်းရဲတပ်ဖွဲ့၏စစ်ဆေးမှုကိုရင်ဆိုင်ရချိန်တွင်ထိုသူနှစ်ဦးစလုံးသည်အနေငယ်များတုံ့လုပ်ခြင်းမရှိပဲသူတို့အကြားကဖောက်ပြန်သည့်ဆက်ဆံရေးကိုတာဝန်ခံခဲ့ကြသည်ပျောက်ဆုံးနေသောရှောင်းပိုင်နှင့်ပတ်သက်၍မူသူသည်အပြင်သို့အလုပ်သွားလုပ်ခြင်းဖြစ်သည်ဟုနှစ်ယောက်စလုံးကတညီတညွတ်တဲ့အခိုင်အမာပြောဆိုခဲ့ကြသည်ထို့သောအခြေအနေမျိုးတွင်ရဲတပ်ဖွဲ့သည်ရင်းတို့၏ထွက်ဆိုချက်များအကြားရှင်းလင်းမှုမရှိသည့်တန်တရားဖြစ်ပွဲအချက်အလက်များကိုရှာဖွေရန်ဆုံးဖြတ်ခဲ့သည်ရခင်ကပိုင်ရှင်ဇနီးဟောင်းပြောပြချက်အရရှောင်းပိုင်မပျောက်ဆုံးမီတရက်အလိုညနေပိုင်းတွင်ပိုင်ရှင်သည်ရှောင်းဟုံထံမှဖုန်းခေါ်ဆိုမှုကိုလက်ခံရရှိပြီးနောက်ထွက်ခွာသွားခဲ့ကြောင်းထို့နောက်တနေ့နံနက်တွင်ပြန်လည်ရောက်ရှိလာချိန်၌သူ၏မျက်နှာတွင်ကုတ်ချစ်ရာဒဏ်ရာအချို့ရှိနေခဲ့ကြောင်းသိရသည်ထိုဒဏ်ရာနှင့်ပတ်သက်၍မူရင်းတို့နှစ်ဦးစလုံးကမတူညီသောထွက်ဆိုချက်များကိုပေးခဲ့ကြသည်ထိုအချက်သည်ရဲတပ်ဖွဲ့အတွက်အမှုခေရှာရန်အဓိကအလှည့်ပြောင်းဖြစ်လာခဲ့သည်နောက်ဆုံးတွင်9 နာရီနီးပါးကြာအောင်စစ်ဆေးမေးမြန်းပြီးနောက်ရှောင်းဟုံသည်ပိုင်ရှင်နှင့်ပူးပေါင်းကမိမိ၏ခင်ပွန်းဖြစ်သူရှောင်းပိုင်ကိုတပ်ဖြတ်ခဲ့ကြောင်းဝန်ခံခဲ့သည်ထို့နောက်သူမ၏လမ်းညွှန်မှုဖြင့်ရဲတပ်ဖွဲ့သည်အလောင်းကိုမြုပ်နှံထားသည့်နေရာကိုရှာဖွေတွေ့ရှိခဲ့သည်မြောက်ပိုင်းဒေသတွင်လေပြင်းတိုက်ခတ်ပြီးတဲဖုံးလွှမ်းမှုများပြားသောကြောင့်တိကျသောဒီနေရာကိုအတိမပြုနိုင်တော့ပဲရဲတပ်ဖွဲ့အနေဖြင့်တဖြည်းဖြည်းချင်းသာတူးဖော်ခဲ့ရသည်အကြီးစားမြေတူးဆက်၏အကူအညီဖြင့်နောက်ဆုံးတွင်6 နှစ်တိုင်မြုပ်နှံခံထားရသောအလောင်းကိုအောင်မြင်စွာရှာဖွေတွေ့ရှိခဲ့သည်သူမ၏ထွက်ဆိုချက်အရသူမနှင့်ရှောင်းပိုင်တို့သည်အပြင်တွင်အလုပ်လုပ်ကိုင်ရန်ဆုံတွေ့ခဲ့ကြခြင်းဖြစ်သည်တီကျွမ်းပြီးမကြာမီမှာပင်ရင်းတို့နှစ်ဦးအိမ်အောင်ပြုခဲ့ကြသည်အိမ်အောင်ကြပြီးနောက်ရှောင်းပိုင်သည်အပြင်တွင်အမြဲလိုအလုပ်သွားလုပ်လေးရှိရာရှောင်းဟုံသည်ကလေးနှစ်ယောက်ကိုတဦးလည်းပြုစုယုံသာမကအိမ်ရှိလေမြေဧကအမြောက်များကိုလည်းစိုက်ပျိုးလုပ်ကိုင်ရသည်ထိုအလုပ်များကိုသူမတဦးလည်းလုပ်ဆောင်ရန်မဖြစ်နိုင်သည်မှာထင်ရှားလာသည်ထို့ကြောင့်ရှောင်းပိုင်သည်သူ၏အကိုဖြစ်သူပိုင်ရှင်ကိုရှာဖွေကာသူ၏ဇနီးအားကူညီပေးရန်တောင်းဆိုခဲ့သည်ပိုင်ရှင်သည်ညီဖြစ်သူ၏အနံမှုကိုလက်ခံရရှိပြီးနောက်ညီမလေးအားကူညီရန်မကြာခဏလာရောက်လေရှိသည်ဤတီကပင်ရင်းတို့နှစ်ဦးအားနှစ်ယောက်တည်းအတူရှိရန်အခွင့်အရေးဖြစ်စေခဲ့သည်အချိန်ကြာလာသည်နှင့်အမျှရင်းတို့နှစ်ဦးအကြားတန်ရောစင်များဖြစ်ပေါ်လာခဲ့သည်သို့တော်မကြာမီမှာပင်ရင်းတို့၏ကိစ္စရပ်များမှာရွာထဲတွင်ပြန့်နှံ့သွားခဲ့သည်ရွာသားများကအမျိုးမျိုးဝေဖန်ပြောဆိုကြပြီးထိုသတင်းသည်ရှောင်းပိုင်၏နားထဲသို့လည်းရောက်ရှိသွားခဲ့သည်ထူးဆန်းသည်မှာရှောင်းပိုင်သည်မြည်သည့်မကျေနပ်မှုသို့မဟုတ်စိတ်ခံစားမှုမျိုးကိုများပြသခြင်းမရှိပဲထိုကိစ္စမှာပြီးပြောက်သွားခဲ့သည်2011ခုနှစ်မတ်လတွင်ရှောင်းပိုင်သည်အိမ်၌ဝက်ချံဆောက်လုပ်ရန်စီစဉ်ခဲ့ပြီးနောင်တွင်အိမ်၌သာဝက်မွေးမြူရင်းဇနီးနှင့်ကလေးများကိုစောင့်ရှောက်ရန်ရည်ရွယ်ခဲ့သည်ဝက်ချံဆောက်လုပ်ပြီးစီးသောအခါရှောင်းပိုင်သည်အလုပ်သမားများကိုထမင်းကျွေးရန်ဖိတ်ခေါ်ခဲ့သည်ထိုထဲတွင်အကိုဖြစ်သူပိုင်ရှင်လည်းပါဝင်သည်ထမင်းစားပွဲ၌ရှောင်းပိုင်သည်မရည်ရွယ်ပဲဇနီးဖြစ်သူနှင့်အကိုဖြစ်သူတို့အကြားအကြည့်ချင်းဖလှယ်နေကြသည်ကိုရိပ်မိသွားခဲ့သည်
လူများအားလုံးပြန်သွားပြီးနောက်ရှောင်းပိုင်သည်သူမနှင့်ပိုင်ရှင်တို့၏ဆက်ဆံရေးကိုစတင်စစ်ဆေးမေးမြန်းခဲ့ပြီးရင်းအပြင်သူမကိုလက်ရောက်ရိုက်နှက်ခဲ့သည်ရှောင်းဟုံသည်စိတ်ဆိုးဒေါသထွက်ကပိုင်ရှင်ထံသို့ဖုန်းခေါ်ဆိုခဲ့သည်ထိုအခြေအနေကိုသိရှိပြီးနောက်ပိုင်ရှင်သည်ဝတ်သက်ထားကိုကိုင်ဆောင်ကာညီဖြစ်သူ၏အိမ်သို့အပြေးလွှားရောက်ရှိလာခဲ့သည်အရက်မူးနေသောရှောင်းပိုင်သည်အရက်ရှိန်ဖြင့်အကိုဖြစ်သူနှင့်လုံးထွေးတပ်ပုတ်ကြရာနောက်ဆုံးတွင်ခွန်အားမမျှသဖြင့်ပိုင်ရှင်၏ဖိနှိပ်ချုပ်ကန်ခြင်းကိုခံခဲ့ရသည်သို့တော်သူသည်အရှုံးမပေးဘဲရှောင်းဟုံကိုတပ်ပစ်မိဟုအော်ဟစ်ပြောဆိုနေခဲ့သည်ထိုအခြေအနေကိုမြင်တွေ့ရသောအခါပိုင်ရှင်သည်စိတ်ပိုင်းဖြတ်လိုက်ပြီးဝတ်သက်ထားဖြင့်ရှောင်းပိုင်ကိုလုတ်ကြံတပ်ဖြတ်လိုက်သည်ထိုအချိန်တွင်ရှောင်းဟုံသည်ရဲတပ်ဖွဲ့ထံတိုင်ကြားရန်ပြင်ဆင်ခဲ့တော်လဲပိုင်ရှင်၏တားဆီးခြင်းကိုခံခဲ့ရသည်ပိုင်ရှင်ကရဲတိုင်မှာကသူတို့နှစ်ဦးစလုံးလွတ်မြောက်နိုင်မည်မဟုတ်ကြောင်းပြောဆိုခဲ့သည်ရှောင်းဟုံသည်ပိုင်ရှင်၏စကားကိုယုံကြည်ကာလူမသိစေရန်အတွက်နှစ်ဦးသားပလတ်စတစ်အိတ်ဖြင့်ရှောင်းပိုင်၏အလောင်းကိုထုတ်ပိုး၍သုံးဘီဆိုင်ကယ်ပေါ်သို့တင်ဆောင်ကာညရင်းချင်းပင်ရွာနှင့်10 ကီလိုမီတာခန့်ဝေးကွာသောတောရိုင်းမြေရိုင်းထဲတွင်တွားရောက်မြုပ်နှံခဲ့ကြသည်ထို့နောက်ရွာသားများကရှောင်းပိုင်၏သတင်းကိုမေးမြန်းသည့်အခါတိုင်းသူမသည်ရှောင်းပိုင်အပြင်သို့အလုပ်သွားလုပ်ခြင်းဖြစ်သည်ဟုသာလိမ့်လည်ပြောဆိုခဲ့သည်ယခုခါတွင်မူအမှန်တရားမှာပေါ်ပေါက်သွားခဲ့ပြီဖြစ်သည်နောက်ဆုံးတွင်ထိုသူနှစ်ဦးရင်ဆိုင်ရမည့်အရာမှာဥပဒေ၏ပြင်းထန်သောပြစ်ဒဏ်သာလျှင်ဖြစ်ပေတော့သည်